ကျွန်တော်တို့တွေဘာလို့တစ်ခုခုကိုအသေးအံဆွဲလန်းနေကြရတာလဲလူတိုင်းမှာဆွဲလန်းမှုရှိပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာသင်ဟာဖုန်းကိုနိုင်ပေါင်းများစွာသုံးနေပြီလို့ကိုယ့်ကိုယ်ကိုအပြစ်တင်နေရတူလားဒါမှမဟုတ်ဂိမ်းပဲဖြစ်ဖြစ်အစားအသောက်ပဲဖြစ်ဖြစ်လူတစ်ယောက်ကိုပဲဖြစ်ဖြစ်ဒါဟာမကောင်းမှန်းသိရတဲ့နဲ့မရဲတတ်နိုင်တာဘာကြောင့်လဲလို့ကိုယ့်ကိုယ်ကိုမေးပြပါသလားနောက်ထပ်အတင်ကိုလည်းပြန်မေးကြည့်ရမယ်မေးခွန်းတစ်ခုရှိပါသေးတယ်ကိုယ့်ကိုယ်အသစ္စာမရှိလို့ထားသွားခဲ့တဲ့ crush ကိုလည်းမမေ့နိုင်ပဲအခုထိဆွဲလန်းနေရတာပဲ ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ အများစုက addiction ဆွဲလန်းမှုလို့ပြောလိုက်ရင်မူရစ်ဆေးဝါးနဲ့ရက်ကိုပဲပြင်းပြကြပေမဲ့တကယ်တမ်းတော့ကျွန်တော်တို့အားလုံးဟာတစ်ခုခုရဲ့ကြေးကျွန်ဖြစ်နေတတ်ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အုံနောက်ထဲမှာဘာတွေဖြစ်နေလို့ဒီလောက်တောင်ဆွဲလန်းနေရတာလဲဆိုတဲ့အမှန်တရားကိုအချက်လက်ကြကြရှင်းပြပေးသွားမှာပါโอเคဒါဆိုဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပါဒီဗီဒီယိုမှာအပိုင်းတစ်ပိုင်းခွဲပြီးပြောသွားပါမယ်ပထမတစ်ပိုင်းအနေနဲ့ဆွဲလန်းမှုဖြစ်ရတဲ့အဓိကအကြောင်းရင်းဒုတိယအပိုင်းမှာဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ဆွဲလန်းမှုဖြစ်ရတဲ့ပထမအကြောင်းအရာကနေစလိုက်ကြရအောင်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့အုံနောက်အလုံးလုံးပုံကိုကြည့်အောင်ကျွန်တော်တို့မှာဒိုပါမင်လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်ခုရှိပါတယ်သူကကျွန်တော်တို့ကိုပျော်ရွှင်မှုပေးတာထက်လိုချင်တတ်မှတ်မှုကိုပို့ပေးတာပါဥပမာအသင် Facebook မှာ like တစ်ခုရလိုက်ရင်ဒါမှမဟုတ် game ထဲမှာ level တစ်ခုတက်သွားရင်အုံနောက်ကဒိုပါမင်တွေဖြန်းကန်နဲ့ထုတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာခံစားလိုက်ရတဲ့အရာကအရန်ကောင်းပါတယ်ပြဿနာကဘယ်မှာလဲဆိုတော့ဆွဲလန်းစေမဲ့အရာတွေကဒီဒိုပါမင်ကိုတဘာဝထက်10စားအစတရမကထွက်အောင်တွန်းပို့လိုက်တာပါကြာလာတဲ့အခါအုံနောက်ကဒီပမာဏကြီးကိုပဲအသားကျသွားပြီးတာမဲ့ပန်းချန်တဲ့လမ်းလျှောက်တာစာဖတ်တာမျိုးတွေမှာပျော်ရွှင်မှုမရတော့ပါဘူးအဲ့ဒီပျော်ရွှင်မှုပေးတဲ့ခံစားချက်ကိုပဲထက်ကတောင်းဆိုနေတော့တာပါဥပမာအရင်ကကော်ဖီတစ်ခွက်တောင်းရင်လမ်းဆန်းပေမဲ့နောက်ပိုင်းမှာ2ခွက်3ခွက်တောင်းမှလမ်းဆန်းတော့တာမျိုးပါဒါဟာဆွဲလန်းမှုရဲ့ကြော်ကွင်းတွေကိုစတင်ခြေချလိုက်တာပဲဖြစ်ပါတယ်ဒါဟာစိတ်သက်ပြောညံ့တာမဟုတ်ပါဘူးအုံနောက်ရဲ့ဖွဲ့စည်းပုံကောက်ကိုပဲပြောင်းလဲသွားတာပါဘယ်လိုပြောင်းလဲသွားလဲဆိုတော့ဆွဲလန်းမှုကအုံနောက်ရဲ့ရှေ့ပိုင်းမှာရှိတဲ့ prefrontal cortex လို့ခေါ်တဲ့အဆုံးဖြတ်ချက်ချတဲ့အပိုင်းကိုထိခိုက်စေပါတယ်ဒီအပိုင်းကဘာကကောင်းတယ်ဘာကဆိုးတယ်ဆိုတာကိုဝေဖန်ပိုင်းခြားပေးရပါဆိုတော့ဒီအပိုင်းအားနဲ့သွားတဲ့အခါဒါငါ့အတွက်မကောင်းဘူးလို့သိနေပေမဲ့ကိုမထိန်ချုံနိုင်တော့ပါဘူးအကျိုးအပြစ်ကိုမစင်စားတော့ပဲစိတ်အလိုကိုလိုင်းမိပါတော့တယ်ဒါကြောင့်လဲလူတွေဟာဒုက္ခရောက်မှန်သိရတဲ့ဆွဲလန်းမှုကြီးကိုမရက်နိုင်ကြတာပါဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာကဘာလို့လူတိုင်းဆွဲလန်းမသွားတာလဲဆိုတာပါဆွဲလန်းမှုရဲ့အကြီးဆုံးအကြောင်းရင်းကနာကျင်မှုပါနာမည်ကျော်စိတ်ပညာရှင်တွေပြောဖို့တာရှိပါတယ်ဆွဲလန်းမှုဆိုတာပြဿနာမဟုတ်ပါဘူးပြဿနာကိုဖြေရှင်းဖို့ကြိုးစားတဲ့နည်းလမ်းတစ်ခုသာဖြစ်ပါတယ်အထီးကျန်တာငယ်ဘွားကစိတ်တရရခဲ့တာဒါမှမဟုတ်လက်ရှိဘွားရဲ့စိတ်ဖိစီးမှုကိုမရင်ဆိုင်ခြင်းတဲ့အခါမှာကျွန်တော်တို့ဟာခဏတာမေးလျော့သွားစေမဲ့အရာတစ်ခုခုနောက်ကိုလိုက်ကြပါတယ်အဲ့တော့ပြဿနာရဲ့အရင်းမြစ်ကိုမဖြေရှင်းပဲယာယီထွက်ပေါက်ကိုပဲအမြဲအားကိုးနေတဲ့အတွက်အဲ့ဒီຢာပေါ်မှာတရားရခိုင်တော့မိကိုသွားပါတော့တယ်ဒါဟာဆွဲလန်းမှုကနေရောမထွက်နိုင်ရခြင်းအဓိကအကြောင်းရင်းပါပဲဆိုလိုတာကဆွဲလန်းမှုကစိတ်သက်သာရစေတဲ့ဆေးတစ်ခုလိုဖြစ်နေပါတယ်အဲ့ဒီဆေးကဘေးထွက်ဆိုးကျိုးတွေဘလောက်များစိတ်ထဲကနာကျင်မှုကိုခဏလေးပဲဖြစ်ဖြစ်ပျောက်ကွယ်သွားစေမယ်ဆိုရင်လူတွေဟာဒါကိုပဲထက်ကရွေးချယ်မိသွားတတ်ကြပါတယ်ဆိုတော့ဒုတိယတစ်ပိုင်းမှာဒီဆွဲလန်းမှုတွေရဲ့တန်တရားတွေကနေဘယ်လိုရောင်းထွက်မလဲဆိုတဲ့လက်တွေ့ကြတဲ့နည်းလမ်းသုံးခုကိုပြောပြပေးသွားမှာပါပထမဆုံးအချက်ကဘာကြောင့်ဆွဲနေတာလဲဆိုတဲ့အဓိကအကြောင်းရင်းကိုရှာဖို့ပါကျွန်တော်တို့တစ်ခုခုကိုဆွဲလန်းရတာဟာပျော်ခြင်းလို့ထက်စာရင်စိတ်ထဲမှာရှိနေတဲ့ပင်ပန်းမှုအထီးကျန်မှုဒါမှမဟုတ်စိတ်ဖိစီးမှုတွေကိုခိတ္တခဏမေ့ပြစ်ခြင်းတို့ဖြစ်တာများပါတယ်ဒါကြောင့်သင်အဲ့ဒီအရာကိုလှုပ်ရှင်စိတ်ပေါ်လာတိုင်းကိုပြန်မေးကြည့်ပါငါအခုစိတ်ညစ်နေတာလားပြင်းနေတာလားအဲ့ဒီလိုသိလိုက်တာဟာကြော်ဖြတ်ဖို့အတွက်ပထမဆုံးခြေလှမ်းပါပဲဒုတိယအချက်ကတော့ပတ်ဝန်းကျင်ကိုထိန်းချုပ်ခြင်းပါပတ်ဝန်းကျင်ဆိုလို့အဝေးကြီးကိုအရင်မကြည့်ပါနဲ့ကိုယ့်ရဲ့အနည်းဆုံးမှာရှိနေတဲ့ဆွဲလန်းစေတဲ့အရာတွေပါဥပမာဖုန်းသုံးတာလျှော့ခြင်းရင်ဖုန်းကိုတခြားအခန်းထဲမှာထားတာမျိုးမုံစားတာလျှော့ခြင်းရင်အိမ်မှာမုံတွေဝယ်မထားတာမျိုးလုပ်ရပါမယ်ဆွဲလန်းမှုကိုတတိယစေမဲ့အရာတွေကိုမျက်စိရှိကဖယ်ထုတ်လိုက်ပါမြင်ရင်စားခြင်းနဲ့မြင်ရင်သုံးခြင်းနဲ့ဆိုတဲ့စိတ်ကိုအခွင့်အရေးမပေးပါနဲ့ဒီနေရာမှာနောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့အုံနောက်ကိုတိုက်ရိုက်ထိန်းချုပ်တာပါဒါကဘယ်လိုလဲဆိုတော့သင်ရဲ့စိတ်ထဲမှာဆွဲလန်းနေတဲ့အရာဒါမှမဟုတ်မကောင်းတဲ့အရာတစ်ခုခုကိုလုပ်ဖို့တွေးနေမိပြီဆိုပါစို့ဒီအချိန်မှာသင်လောက်ရမှာကအသက်ကိုပြင်းပြင်းရှူချလိုက်ပါဒီလိုဆိုအောက်ဆီဂျင်ကိုတည်ဆောင်လာတဲ့သွေးတွေကခန္ဓာကိုယ်အနဲ့အုံနောက်ထိပြန့်နှံ့သွားပြီးတော့တစ်ဆက်တည်းအသင်ခုနကတွင်းနေမိတဲ့အတွေးတွေကိုရပ်တန့်နိုင်ဖို့85%အထိကိုရောချစေနိုင်ပါတယ်နောက်ဆုံးချက်ကတော့နေရာလွတ်ကိုဖြည့်ဆည်းခြင်းပါအကျဉ်ဟောင်းတစ်ခုကိုဖျက်လိုက်တဲ့အခါနေရာလွတ်တစ်ခုဖြစ်သွားတတ်ပါတယ်အဲ့ဒီနေရာမှာအကျဉ်ကောင်းတစ်ခုခုနဲ့အစားမထိုးရင်အကျဉ်ဟောင်းကပြန်ဝင်လာတတ်ပါတယ်ဖုန်းသုံးမဲ့အစားအစာဟောက်ဖတ်တာမျိုး
ဂိမ်းစောမဲ့အစားလေးချင်းကန်လောက်တာမျိုးစတဲ့အကျိုးရှိရဲ့အလုပ်တစ်ခုခုနဲ့အစားထိုးလိုက်ပါအစာပိုင်းမှာခက်ခဲပေမဲ့21ရက်လောက်တောက်ခံနိုင်ရင်သင်အောင်နောက်ကအချင်းတစ်ကိုဆွဲမြဲသွားပါလိမ့်မယ်အရေးကြီးဆုံးကကိုယ့်ကိုယ်စိတ်မပြတ်ဖို့ပါပဲတခါတလေဒါကြီးကိုမလုံးတော့ပါဘူးဆိုပြီးပြန်မသွားနိုင်ပါတယ်ဒါပေမဲ့ဒါဟာအကြချုံးတာမဟုတ်ပါဘူးသင်အောင်နောက်ရဲ့ပြည့်စည်သွားတဲ့ဖွဲ့စည်းပုံတွေကိုပြန်လည်တည်ဆောက်ဖို့သင်ခန်းစာယူလိုက်တာပါဒီဗီဒီယိုလေးကအသင်အတွက်တစုံတရာအကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကို like and subscribe လုပ်ပြီးအကျိုးရှိမှတင်တဲ့တငယ်ချင်းတွေကိုလည်း share ပေးဖို့မမေ့ပါနဲ့ဟုတ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်